ဘာတိကရုံးနေငါဘာဖိတ်တော့ပါမယ်နောက်ငါဘာတိကအချိန်တိုင်းလေတော့ဆက်ပြီးမယ်အဲ့ဒီငါဘာတိကတော့ကိုထိန်းတဲ့ကံကိုလိုက်ဖြစ်နော်အားလုံးလည်းဒီခရအာယုရှိပါဘုရားမှာထပ်မှပြီးတော့သစ္စာပတ်ပြန်ရိုက်မယ်လိုက်ဆိုဘုရားကြီးတော်တို့ဒီနေ့မှာစကြည့်လေအသက်သက်ဆုံးဘုရားတရားတန်ခါမိဘဘုရားဒိုင်းရပြတို့ကိုကာယကံများဝစီကံများပြမှားကြည့်လို့တော်သားကြီးမပြုလို့ပါဗျာဒီသစ္စာမှန်ပါ၏ပါဏာတိပါဒကံထိတဲ့လူများဆိုကြဘုရားကြီးတော်တို့ဒီနေ့မှာစကြည့်လေအသက်သက်ဆုံးဒီဘိုင်းအသက်ကိုသေပြန်စိတ်ထားခြင်းသေအောင်လုံးလာဆိုင်ရမတတ်ပါဗျာဒီသစ္စာမှန်ပါ၏အာရိဒဒါနထိတဲ့လူဆိုပါဘုရားကြီးတော်တို့ဒီနေ့မှာစကြည့်လေအသက်သက်ဆုံးဒီဘိုင်းဥစ္စာပစ္စည်းတွေကိုသိလေတော့စိတ်စေတနာဖြင့်မခိုးပါဗျာဒီသစ္စာမှန်ပါ၏အမျိုးသမီးများဆိုကြပါဘုရားကြီးတော်တို့ဒီနေ့မှာစကြည့်လေအသက်သက်ဆုံးမိမိ၌ကာမပိုင်သေရှာလေယောက်ျားရှိတဲ့ခြင်းတပါတော့ဝိသိယောက်ျားနဲ့မဆိုကာမမျိုးအဖြစ်ထောက်လဲပေါက်ပြန်ပြမှားကြည့်လို့တော်ကားခြင်းမကြည့်လို့ပါဗျာဒီသစ္စာမှန်ပါ၏တဲ့အမျိုးသားများဆိုကြပါဘုရားကြီးတော်တို့ဒီနေ့မှစကြည့်ရေအသက်သက်ဆုံးကရဒါရကံဆိုတော့ဒီတိုင်းအုပ်စိုးကာမမျိုးကိုကြည့်ရဖြစ်ကာမပဋ္ဌာန်းမြောက်အောင်ပြမှားကြည့်လို့တော်ကားခြင်းမကြည့်လို့ပါဗျာဒီသစ္စာမှန်ပါ၏ဒီကံသေးတဲ့လူများဆိုပါဘုရားကြီးတော်တို့ဒီနေ့မှစကြည့်ရေအသက်သက်ဆုံးသေပြန်မှုသားအကျက်ပြည့်ပြန်မှုသားတို့ကိုမပြောဆိုပါဗျာဒီသစ္စာမှန်ပါ၏ဒီကံအလုပ်ပါရမယ်ဘုရားကြီးတော်တို့ဒီနေ့မှစကြည့်ရေအသက်သက်ဆုံးသေပြန်မှာတပါမိပြန်စိတ်ထားခြင်းတော်ကားပြန်စိတ်ထားခြင်းအင်းသိကကြောတော်ကားရက်တို့ကိုတောက်စားခြင်းမပြုလို့ပါဗျာဒီသစ္စာမှန်ပါ၏အားလုံးဆိုမယ်ဘုရားကြီးတော်တို့ဒီနေ့မှစကြည့်ရေအသက်သက်ဆုံးအနန္တ၅ပါးနဲ့တကွာထိန်းထားသောသီလကံတို့ကိုလိမ်ကြုံအောင်မပေါက်မကျိုးအောင်တောက်ထိန်းမှမည်ရှင်ဗျာဒီသစ္စာမှန်ပါ၏ဒီသစ္စာမမှန်ပါကဘုရားသာသမီသေသောဘောဇေအားရတို့ကိုစံတော်မူကသေအံစေပါသည်သူသေပြီးဆမ်းမယ်၌မာဝိရေ၌အပြည့်စစ်တာအားရပါသည်သူဒီသစ္စာမှန်ပါ၏ဒီသစ္စာမှန်ပါတဲ့ဘုရားသာသမီသေသောဘောဇေအားရတို့ကိုစံတော်မူကသိတိစေအာနာစေဖြစ်ပါစေတည်းတတိတော်တို့ဤကာယဒုက္ခစိတ်ဒုက္ခနှစ်ပါးနှင့်ပြည့်စုံကြီးလေဉာဏ်ဖွညာနိဗ္ဗာန်တို့လင်းလင်းမြညာမြတ်မှရှိနိုင်သောကိုဖြစ်ပါစေတည်းတတိတော်တို့ဤသေရင်းကိုပါသိရယောဂဝေဒနာအပေါင်းနှင့်မကောင်းသောအနိဋ္ဌာယုတ်တို့သည်မကောင်းသောအတိုက်တတ်တို့သည်သိတဲ့ရင်းကြောက်ပါစေတည်းလူကျိတ်တာနတ်ကျိတ်တာကျင်းကျိတ်တာလူကျိတ်တာဟုတ်ကျိတ်တာဝေမာတိကကျိတ်တာအစရှိသောမကမာသောမိစ္ဆာပေါင်းတို့ကိုသိရင်းပေါ်ရှားနိုင်သောသိတိရှင်အာနာရှင်ဖြစ်ပါစေတည်း၎င်းမိစ္ဆာပေါင်းတို့ဖြင့်သတ်တဲ့သောယောဂဝေဒနာပေါင်းအနောက်ဆက်ပေါင်းတို့ကိုသိစားနိုင်သောသိပြနိုင်သောသိကြနိုင်သောသိတိရှင်အာနာရှင်ဖြစ်ပါစေတည်းတတိတော်တို့ဤပါရမီစခန်းအားလျော်စွာဆရာတော်ဆရာများဆရာကြီးများသေဒနာ
သောစိတ်ကြီးအပေါင်းကိုပြည့်စုံကြီးကိုသိသမထုံးသမသက်သမဝေသမဆိုတော့သမလေးမျိုးတန်လေးပါးတို့ကိုသိရခြင်းလောကီပညာအခါရတ္တသက်ရှိရတို့ကိုတက်ရောက်ပြီးဆွမ်းနိုင်ခြင်းဘုရားသုံးဖို့ဒီပင်လေးကိုစံကုံဆောင်တို့ကိုတောင်းတခဏအာယုန်ပြုကပြီးဆွမ်းနိုင်တော့ကိုပြစ်ပါသည်တည်း96ကြာဝေဒနာအပေါင်းကိုအသိရှိသောဒီတိတ္တဝါမဆိုစိုက်သေးပါကတတိတော်တို့ဤလက်မြေတတ်ခါ၍ကြောက်စေဒီစကားပြောကြမလို့ဝေဒနာအပေါင်းကိုအသိအပင်းတို့သည်ပြေပြောက်ပါစေတည်းရှင်ဝေစေတံဗံจิตတုပ္ပရာသိစေယခေယံဒုက္ခဝေစေကြီးပြသေသေးရရဒါများစွာတို့သည်တတိတော်တို့ဤလက်ဖြင့်တာရိတ်လုကမရုပ်စေကိုဖြစ်ပါစေတည်းတတိမျိုးဖြင့်မြင်မြင်သမျှသေဒုက္ခနှင့်သိနာပလားများစွာတတိသိသမျှတို့သည်တတိတော်တို့ဤလက်ဖြင့်တိုင်ကသိကသေတိအမေကဖြစ်ပါစေတည်းတတိတော်တို့သည်ဘေးမျိုးမျိုးသမျိုးမျိုးညာမျိုးမျိုးလည်းနဲ့ဘေးမျိုးမျိုးမှာတောင်းပေးနိုင်တော့ကိုလက်ပေးနိုင်တော့ကိုဖြစ်ပါစေတည်းတတိတော်တို့ဤကျေးဇူးရှင်ခိုင်းကျိုးကျေလုံးချမ်းသာဆရာကျော်ကြီးသတ်မှတ်ခဲ့သောနောက်ကျအတိုင်းလိုက်လာကျင့်သုံး၍သာသနာပြုတရားသင်နိုင်တော့ကိုဖြစ်ပါစေတည်းကျန်တာကိုသိကြတောင်းကြရကြအခု20မိနစ်ရောက်ဝါ20မိနစ်ရောက်ပါလေကိုကြီးကဂိုင်းကျမေတော်တို့ကိုဒီမနာမျိုးကြီးသာသနာပြုတတ္တဝါဆိုတဲ့ပညာအမွေပေးကြတာ20မိနစ်ရောက်ခဲ့အဲ့ဒီအခုယနေ့